ကျွန်တော် content creation တွေကိုစတင်ဖို့ကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကကျွန်တော်ဒီ video လေးကိုကျွန်တော်စပြီးတင်ခဲ့တယ်မတင်ခင်နဲ့တင်ပြီးနေ့တွေမှာလည်းကျွန်တော်ဒီထက်ပိုကောင်းတဲ့ content တွေဒီထက်ပိုကောင်းတဲ့ vlog တွေကိုကျွန်တော်ဒီကိုတို့စတိုက်တွေ run သွားပြီးဖို့စီစဉ်ထားတာပါဒါပေမဲ့ကျွန်တော်မှတယောက်တည်းလေးဖြစ်နေတာတကြောင်ကျွန်တော်ပြင်မှာလုပ်လေးလက်ခံထားတာလေးရှိသေးတာကြောင့်ကျွန်တော် content လေးတွေကိုရိုက်ဖို့အချိန်မပေးနိုင်သေးတာဖြစ်ပါတယ်ကျွန်တော်အခုတော့မှရိုက်ချင်လို့ဒီမှာlike မီးပြတ်နေတဲ့ကြားထဲမှာကျွန်တော်မီးတွေကိုလက်လေးနဲ့ဒီလိုလေးကင်ပြီးတော့ပေးပြီးရိုက်နေတာဖြစ်ပါတယ်ဒီလိုဒီပုံလေးတော့ကျွန်တော်တီးခံပြီးကြည့်ပေးကြအောင်နောက်ကြရင်တော့ကျွန်တော်တော့ quality content လေးတွေကျွန်တော်ကောင်းကောင်းလေးလုပ်ပေးမယ်နော်ကျွန်တော် content ဆိုရင်လည်းကောင်းကောင်းလေးပဲလုပ်ချင်တယ်ဟိုရှေ့တင်ခဲ့တဲ့ video ဆိုရင်လည်းကျွန်တော်တော်လေးအချိန်ပေးပြီးလုပ်တာပေါ့နော်ကျွန်တော်ဖြစ်ကြလက်စမ်းဒီလိုတော့မလုပ်ပါဘူးဆိုတော့ကျွန်တော်ကို support ပေးခြင်းကျွန်တော်ရဲ့ TikTok account နဲ့ကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube channel လေးတွေကို follow လေးတွေ subscribe လေးတွေနဲ့ support သွားပေးလို့ရပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ခန့်ရပါ